请大家打开圣经马太福音24章第1节至第14节。24章，找到后我们请姐妹读1节，然后呢弟兄读1节，我们请这个女旗囊印的方式来诵读这一章的第1节到第14节。姐妹来第1节。耶稣对他们说：“你们不是看见这殿宇吗？我实在告诉你们，将来在这里没有一块石头在石头上不被拆毁了。”耶稣回答说：“你们要谨慎，免得有人不信，因为你们也要听见打仗和打仗的风声，总不要惊慌，因为这些事是必须有的，只是末期还没有到。”这都是灾难的起头。那时必有许多人跌倒，也要彼此陷害，彼此恨恶。只因不法的事增多，许多人的爱心才渐渐冷淡了。这天国的福音传遍天下，对万民做见证，然后末期才来到。好，我们接下来是正道的时间，我们把时间交给牧师，请马老师做翻译。谢无所啊，皮亚的听过期望吧嘞？米别多对焦。首先感谢神，因为今天断电了。你们你们哪一个人为着今天断电感谢过谁呢？有吗？没有是吗？有一位的姐妹啊，为什么？因为还没有断电之前，神已经预备今天会有凉快一点的天气，对不对啊？所以有一些事情，你定睛在你失去的时候，你就心里边很不舒服。但是你去想一想所拥有的，就会很感恩。你要不要说，哎呀，说主也是么看嘛不喏，表示完妙得得不喏，双向都么看嘛家咯，谁也没表到喏。ไอ้จอมโหลทีนี้มีเป็นแม่对จอม了皮亚的听过期望呀嘛不喏。好，我们请马老师给我们读缅文的刚才的马太福音24章第1节到第14节。ရှင်မတဲ့ခရစ်ဝင်ကျမ်းအခန်းကြီး24အပိုင်းငယ်1မှ14ကျွန်တော်တစ်ခေါက်ဖတ်ပြပါမယ်။ယေရှုသည်ဗိမာန်တော်မှထွက်ကြွတော်မူသည်ရှိတော်တပည့်တော်တို့သည်ဗိမာန်တော်၏တိုက်ဆောင်များကိုပြချင်းကအထံတော်သို့ချင်းကပ်ကြ၏ယေရှုကလည်းဤအရာအလုံးစုံကိုတင်တို့သည်မြင်ကြသည်မဟုတ်လောငါမှန်ဆိုသည်ကမဖြိုမချပဲကြောက်တစ်ခုပေါ်မှာတစ်ခုမျှမတီမနေရဟုမိန့်တော်မူ၏ထို့နောက်တန်လွင်တောင်ပေါ်မှာထိုင်တော်မူစဉ်တပည့်တော်တို့သည်အခြားသူမပါဘဲချင်းကပ်၍
ထိုအမှုရာတို့သည်အပေကာလမှဖြစ်မယ်ကို၎င်းကိုတော်သည်ကြွလာ၍ဤကပ်ကဘာကုံဆုံးသောနမိတ်သည်အပေနမိတ်ဖြစ်မယ်ကို၎င်းအမိန့်ရှိတော်မူပါဟုလျှောက်ကြ၏ယေရှုကလည်းတင်တို့ကိုအပေသူမြမလက်ဖျားစေခြင်းကတတိပြုကြလောအများသောသူတို့ကငါသည်ခိတော်ဖြစ်၏ဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာသည်ဖြင့်လူအများတို့ကိုလက်ဖျားကြလိမ့်မည်တင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောသတင်းစကားကို၎င်းကြားရကြလိမ့်မည်သို့တော်လည်းစိုးရင်တုန်လှုပ်ခြင်းမရှိစေခြင်းကတတိပြုကြလောထိုအမှုရာများသည်ဖြစ်ရမည်သို့တော်လည်းအဆုံး借着这一段经文，我们要一起思想一个题目，叫做“末日灾难与信徒的盼望”。ဤကျမ်းပိုက်အားဖြင့်အတူတူကဆင်ခြင်မဲ့ကောင်းစဉ်ရတော့နောက်ဆုံးသောနေ့ရက်များနှင့်ယုံကြည်သူ၏မျှော်လင့်ချက်昨天晚上在缅甸时间10:25瓦城又再一次的发生了5.5级的地震。မင်းည10:25မှာမန္တလေးမှာ9.5စကေးရှိတော့ငလင်တစ်ခုထပ်မံလောက်ခခဲ့တယ်本来我预备了视频，昨天晚上 CCTV 拍到的视频要放给大家看，可惜今天没有来电。မူလာတော့ကျွန်တော်ညီကူမောင်နှမကိုဖွင့်ပြဖို့ပြင်ဆင်ထားတဲ့ဗီဒီယိုအတူလေး CCTV ရိုက်ထားတာဖွင့်ပြဖို့ရှိရဲဒါမဲ့ဒီနေ့ကမီးမလာပြန်ဘူး5.5级是什么概念呢？5.5级的话，已经是让你很明显的感觉到这个地球这个地块已经在摇动了。9.5ရှိတော့စကေးရှိတော့ငလင်ကဘယ်လိုပြောမလဲဆိုရင်တော့ကျွန်တော်ကပါလူကပါလဲဆိုရင်အဲ့ဒီတုံခါမှုဟုတ်လားမိမိနိုင်တဲ့အနေထားမှာဟုတ်လားလောက်ခနေတဲ့ဆိုတာကျွန်တော်ခံစားလို့ရနေတယ်我们一边看新闻一边面临今天的所有的局势但是我们也有圣经在手上ကျွန်တော်ဤခက်ခက်ကိုယနေ့ကျွန်တော်ရင်ဆိုင်နေရတယ်နော်ဒီခေတ်ကာလရဲ့အနေထားလို့ကျွန်တော်ရင်ဆိုင်နေရတယ်ဒါပေမဲ့ကျွန်တော်ကပါလဲလက်ထက်မှာကျတော့တမန်ကျမ်းစာတူကြည့်နေပါတယ်当我们读了圣经以后我们就知道世界会发生什么事情ကျမ်းစာဖတ်လိုက်တာနဲ့ဒီကဘာဘာဖြစ်မလဲဆိုတာကျွန်တော်သိရမှာဖြစ်တယ်当我们读了圣经我们又对照今天世界在发生的事情的时候我们就知道这个世界的年岁不多了ကျွန်တော်ကျမ်းစာဖတ်ပြီးနော်လက်ရှိပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့အနေအထားကိုနိုင်ရှင်ကြည့်တဲ့အခါကျကျွန်တော်သိရမှာတကူကပါလဲဆိုနေ့ရက်တည်းမများတော့ဘူး这世界和其上的情欲都要过去ကျမ်းစာဘာပြောလဲဆိုရင်ဤကဘာပေါ်မှာရှိနေတဲ့အရာလို့တစ်ချိန်တော့အဲ့ဒါတွေကပါလဲဆိုရင်ပြီးဆုံးသွားလိမ့်မယ်圣经告诉我们这个世界有一天要变成火海ကျမ်းစာဘာပြောလဲဆိုရင်ဒီကဘာကြီးတစ်ခုလုံးတနည်းနည်းတစ်ချိန်ကျမီးပင်လေကြီးတစ်ခုဖြစ်သွားမယ်လို့ပြောထားတယ်圣经告诉我们等到世界末日的那一天耶稣基督要第二次从天降临နောက်ဆုံးတော့နေ့ရက်ကာလမှာသခင်ယေရှုကကောင်းကင်ဘဝနဲ့တဖန်ပြန်လဲကြွလာမယ်ဆိုတာကျမ်းစာထဲမှာလည်းတိတိကျကျပြော圣经告诉我们在那一天还没有来临之前到底会发生一些什么异兆ထို့ထက်မကဘဲနဲ့အဲ့လိုနေ့ရက်မျိုးမရောက်ခင်မှာဒီကဘာကြီးမှာဘာတွေဖြစ်ပေါ်နိုင်လဲဆိုကျမ်းစာထဲမှာလည်းတိတိကျကျပြောထားတယ်在圣经的这个马太福音24章是耶稣在2000年前讲的话语မဿဲအခန်းကြီး24ဆိုရင်လည်းပဲခရစ်တော်ယေရှုကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလေးကကြိုးဒီနမိတ်ပတ်ထားတဲ့စကား耶稣就告诉门徒往后会发生些什么事情နောက်ကာလမှာဘာဖြစ်ပေါ်မလဲဆိုယေရှုကတပည့်တော်တွေကိုပြောပြနေတယ်在刚才读的从第1节到第14节的圣经里边有1到2节是已经发生了的事情တိကနေ14ဖတ်ကြတဲ့ကျမ်းပိုက်ထဲမှာတိမှန်နေ့ကပါလဲပြောတဲ့အရာတွေကဖြစ်နေပြီဖြစ်သွားနေပြီဖြစ်ပြီးနေပြီ8到第3节到8节是正在发生的事情အပိုင်ငယ်3မှာရှိအထိကလက်ရှိဖြစ်ပေါ်နေတဲ့အရာ第9节到第14节是讲有一些地方已经在发生但有一些地方还没有在发生的事情အပိုင်ငယ်9မှာ14ကဘာပြောလဲအချို့နေရာတော့တလူဖြစ်နေပြီအချို့နေရာတော့မဖြစ်သေးဘူး当耶稣告诉门徒在山上讲道他就告诉门徒
တခင်ယေရှုကတောင်ပေါ်မှာတေသနာဟောကြားတဲ့အချိန်မှာတပည့်တော်တွေသူပြောတယ် 是因为他的门徒来到耶稣那里来夸口。 ဘာကြောင့်လဲဆိုရင်တပည့်တော်တွေယေရှုရှင်မှာလာပြီးတော့ဝါကြွားတဲ့စကားတွေလာပြောလို့ 耶稣啊，你看看这个圣殿那么辉煌， အာတခင်ယေရှုမင်းကြည်ပါနော်ဒီပြိမှန်တော့တလောက်ကြီးခန့်ညားထဲပါတယ် 哇，这个辉煌这个圣殿用了46年才建成的。 ဒါတော့ဒီခန့်ညားထဲပါတဲ့ပြိမှန်တော့ကနှစ်ပေါင်း46နှစ်မှပြီးသွားတယ်လေစောက်လာ 耶稣啪一瓢冷水泼下来， ယေရှုကလည်းပဲချစ်ချင်းနော်သူတို့စိတ်ဓာတ်ကြစေတဲ့စကားကိုပြောလိုက်တယ် 耶稣告诉他们说：“你们不是看见这是殿狱吗？” ဒီ 第二 တခင်ယေ 节， ရှုကပြောကောင်းပြီမင်းတို့ဒီပြိမှန်တော့ကိုမင်းလည်းမဟုတ်ဘူးလား 我实在告诉你们， ငါအမှန်တကယ်ပြောမယ် 将来在这个殿里面，在这个地方， နော်တီမီတီနေရာပေါ်မှာ 没有一块石头留在石头上不被拆毁的。 ကြောက်သုံးပေါ်မှာကြောက်ခဲတခဲတော်မှာဟုတ်လားနော်တင်စရာအကြောင်းမရှိဘူးလို့ပြောတယ် 耶稣讲这句话跟发生这件事情的时候，事隔70年。 သခင်ယေရှုကဒီစကားကြိုတင်ပြီးတော့နမိတ်ဖတ်နေတဲ့အချိန်မှာဒီအမှန်တကယ်ဖြစ်နေတဲ့ကိစ္စကနေပေါင်း80กว่า 就是耶稣讲了这一段话语以后，这件事情发生，这个圣殿被拆毁、被火烧，是耶稣讲那句话后的70年。 ပြောချင်တာသခင်ယေရှုဒီစကားပြောပြီးတော့နောက်ပိုင်းမှာအမှန်တကယ်ဖြစ်ပေါ်နေတဲ့နေ့ရက်ကနေ့ပေါင်း80လောက်ခြားတယ် 到底怎么发生的这件事情？ ဒီကိစ္စကဘလို့ဖြစ်ပေါ်လာတာလဲ 以色列那个地方，在当时耶稣的时代，就是罗马在统治他们。 တို့အတိလဒေတာဣသရေလဩဇာအတိလဒေတာအဲ့သခင်ယေရှုခေတ်ကာလထဲမှာဆိုရင်ရောမအင်ပါယာလက်အောက်ခံဖြစ်နေတဲ့ဒေတာဖြစ်တယ် 等到在70年以后，罗马的有一个将军叫做提多将军， ကျွန်တော်နေ့ပေါင်း80ကြာလာတဲ့ခါမှာရောမရဲ့စစ်သူကြီးကတစ်သူကပြောတယ် 他就带兵攻打耶路撒冷， သူကစစ်တီရဲမဲ့တဲ့နဲ့ယေရုရှလင်မြို့ကိုချီတက်တယ်တိုက်တယ် 用火焚烧耶路撒冷， နောက်ဆုံးမီးနဲ့ယေရုရှလင်မြို့ကြီးကိုတစ်ခုလုံးပြကြအောင်သူရှို့ပလိုက် 又用火焚烧这个圣殿， ထို့တဲ့မကပဲနဲ့မီးနဲ့ပြိမှန်တော်လာပြီးမှရှို့ပလိုက် 因为这个圣殿里面有很多黄金镶着。 ဘာကြောင့်လဲဆိုရင်ပြိမှန်တော်ထဲမှာရွှေနဲ့လှုပ်ထားတဲ့အရာတွေအများကြီးရှိတယ် 这个黄金镶着被火一烧的时候，这些黄金都变成金水流下来，都到石缝的里面去。 အလားစင်ထားတဲ့အရာမီးရှို့လိုက်တဲ့ခါကျတော့ရွှေနဲ့မီးနဲ့တွေ့တဲ့အခါဗာလဲပျော်ပြီးတော့ကြောက်ကြားထဲမှာအဲ့ဒီရွှေရည်တွေကစီးဝင်သွားတယ် 等到大火过后，这些罗马的兵争先恐后的要去抢黄金。 ကျွန်တော်မီးအလားနော်ပြာကျသွားတဲ့အခါမှာစစ်တီရဲမဲ့တွေကဗာလဲအဲ့ဒီရွှေကိုလူဖို့ရန်အတွက်အပေးလွှားသွားလူကြတယ် 黄金水流在这个石缝上，所以这些军队呢就把大石头一块一块的拿开，把那个夹缝里边的黄金都带走。 ရွှေရည်ကကြောက်ထဲမှာစိတ်ဝင်သွားတဲ့အခါကျတော့အလားသူတို့တွေကလည်းကြောက်တစ်လုံးချင်းဖယ်ပြီးတော့အဲ့ဒီရွှေကိုသူတို့ယူသွားတယ် 这是记载在世界历史上的事情， ဒါကပတ်တမိုင်းထဲမှာမှတ်တမ်းတင်ထား 是 တဲ့ 真实的事情。 စစ်မှန်တဲ့မှုရာတစ်ခုဖြစ်တယ် 但是在耶稣的时代，耶稣早就预言了这件事情 ဒါ。ပေမဲ့ယေရှုရဲ့ခေတ်မှာယေရှုကတလို့ဖြစ်မယ်လို့ကြိုတင်ပြီးတော့နမိတ်ပေးလိုက်တယ် 那耶稣为什么会知道70年后的事情呢？ ခင်ယေရှုကနောက်90မှာဖြစ်ပေါ်လာမယ့်ကိစ္စ तू ကဘယ်လိုလုပ်သိ 我 ရ 们就 လဲ 必须要认识这一位耶稣到底是谁。 ကျွန်တော်တို့ကတလို့လေ့လာတဲ့အခါကျတော့ယေရှုကဘာလို့လဲဆိုတော့ကျွန်တော်သိဖို့ရန်လိုတယ် 从圣经里面告诉我们，耶稣是还没有天地万物之前，他就是那一位自有拥有独一的真神。 ကျမ်းစာဘာပြောလဲဆိုရင်စัจ java တစ်ခုလုံးကိုမဖန်ဆင်းကြတဲ့က तू ကဘာလဲဆိုရင်တည်ရှိနေတော့စစ်မှန်တော့ဖရာ 因为人类犯罪堕落，他2000年前道成肉身来到这个世界上。 လူကလူသားတွေကအပြစ်ကျူးလွန်တဲ့အခါမှာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကဤလောကကိုလူစားတိအပြစ်ခံယူပြီးဆင်းသက်လာတယ် 为你的罪，为我的罪，他背负我们的罪，钉在十字架上，第3天从死里复活。 ကျွန်တော်ကျမတို့ရဲ့အပြစ်နဲ့ तू ကအတိခံတဲ့ကားတိုင်းပေါ်မှာ3ရက်တိုင်ဟုတ်လားနော်3ရက်မြောက်တော့နေ့မှာရှင်ပြန်ထပ်မြောက်တော်မူတယ် 之后回到天家，为你我预备住处。 နောက်
နော်ကောင်းကင်ဘုံကြွားလာပြီးကျွန်တော်ကျမတို့နေဖို့ရန်အတွက်သူသွားပြီးတော့ပြင်ဆင်ပေးတယ် 所以世界上的历史，不管是有多少年，耶稣还没有历史之前，还没有时间之前，他就存在。之后他进入到时间的空间，之后他也永远的存在。所以整个事情他完全知晓。 ဒါကြောင့်မို့နော်ကမ္ဘာတမိုင်းထဲမှာတက်ကိဘလောက်ပဲဩဇာပေါ့နှစ်ပေါင်းဘလောက်ပဲကြာတည်ဖြစ်စေလုံခဲ့တဲ့နှစ်ပေါင်း2000မကဘဲနဲ့သခင်ယေရှုကတည်ရှိနေ 所以他都知道过去、现在和未来的事情。 ဒါကြောင့်မို့နော် तू ကပြီးခဲ့တဲ့ဟာလက်ရှိအရာနောက်ဖြစ်ပေါ်မဲ့အရာ तू ကတည်တယ် 因此呢，我们只要读圣经， ဒါကြောင့်မို့ကျွန်တော်တို့ကျမ်းစာဖတ်ပါ 我们对发生的事情，我们就不觉得这个太惊讶， ကျမ်းစာဖတ်ပြီးဆိုရင်ဖြစ်နေတဲ့ကိစ္စကိုကြည့်ပြီးတော့ကျွန်တော်တို့မအံ့ဩတော့ဘူး 我们不会觉得太意外， အဲ့ဒါဟာလာတော့မအံ့ဩတော့ဘူး 因为圣经已经早就讲了， ကျမ်းစာကအစောကြီးကတည်းကပြောထား 耶 ပြီး 稣 သား 早就预言了。 သခင်ယေရှုကြာအစောကြီးကဘာလဲပြတိပြီးသားပြီးသား 所以在今天的题目里边说，末世灾难以信徒的盼望。 ဒါကြောင့်မို့ယနေ့ကောင်းစင်ရပါလဲဆိုနောက်ဆုံးနေ့ရဲ့များနေ့ယုံကြည်သူရဲ့မျှော်လင့်ချက်လေ 今天我们在这个多灾多难的时代里边， ယနေ့ကျွန်တော်တို့တလူမျိုးစီရဒုက္ခပြင်းမဲ့နေတဲ့ခေတ်ကာလထဲမှာကျွန်တော်တက်ရှိ 亲 နေ 爱的 တယ် 弟兄姐妹们，你们有什么盼望？ ချစ်တော်ညီကောင်မောင်မတို့ကျွန်တော်ကျမတို့ကပါမျှော်လင့်ချက်ရှိတာလေ 你想想，你到底有什么盼望？ ပါမျှော်လင့်ချက်များရှိပါတယ် 是不是你以前的盼望，现在战争、地震、海啸，好多你无法掌握的事情，都打乱了你的计划。 ကျွန်တော်နော်မျှော်လင့်ချက်ရှိတယ်ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့ဟလာနော်တိုက်ပွဲနော်ငလင်ပေးဒုက္ခမျိုးမျိုးနဲ့ကျွန်တော်မျှော်လင့်ထားတဲ့အရာတွေပြက်ပြားကုန်တယ် 有没有开始慢慢意识到，之前所盼望的，现在好像已经变成没有太大的盼望了？ ကျွန်တော်သိရလားနော်တစ်ချိန်လုံးကမျောလင့်ထားတဲ့အရာတွေကအခုကပါလဲမျောလင့်စေမျောလင့်စွာကင်းမဲ့နေတယ် 之前所盼望的盼望，在天灾人祸的面前，好像已经变得没有盼望。 တစ်ချိန်လုံးကမျောလင့်ထားတဲ့အရာတွေကနော်ဒီတဘာဝပေးတန်ရဲ့ကြားထဲမှာကျွန်တော်မျောလင့်ချက်တွေကလည်းမျောလင့်စရာမရှိပြန်တော့ဘူး 当我们开始初步的意识到我们在这个世界上不太有盼望的时候， ကျွန်တော်နော်တပီးပြီးနဲ့ဤလောကမှာတက်ရှင်နေတဲ့အခါမှာတက်ရှင်ရတဲ့မျောလင့်ချက်တိတ်မရှိတော့ဘူးတဲ့အချိန်မှာ 那我们已经是有盼望了。 တလို့ဆိုရင်ကျွန်တော်ကမျောလင့်ချက်ရှိပြီ 那我们开始会想，在世界以外会有什么盼望呢？ ကျွန်တော်ကစဉ်းစားတတ်လာမယ်နော်ကဘာရဲ့ပင်ပမှာအပယ်မျောလင့်ခြင်းများရှိပါသလဲစဉ်းစားတတ်လာမယ် 所以，在这个末世的灾难里边，有已经应验的灾难。 ဒါကြောင့်မို့နော်ကျွန်တော်ဒီနောက်ဆုံးသောနေ့ရက်မှာဖြစ်ပေါ်နေတဲ့ကပ်ပေးတွေကလည်းပဲကျွန်တော်ပြည့်စုံသွားတဲ့ကပ်ပေးတွေလည်းရှိတယ် 历史耶路撒冷的圣殿被毁， ဘာလဲဆိုရင်တမိုင်းမှတ်တမ်းတင်ချက်အရာနော်ယေရုရှလင်မှာရှိတဲ့ပိမှန်တော်ကဖြစ်စီချင်းခံလိုက်ရတယ် 第二方面，我们一起来思想正在应验着的灾难有哪些？ ဒုတိယအချက်ကျွန်တော်ဗာစဉ်းစားမလဲဆိုရင်လက်ရှိပြစ္ဆုတ်ပံကာလမှာကျွန်တော်ပြစ္ဆုတ်နေတဲ့ဆင်းရဲဒုက္ခပေးတွေပါများရှိတယ် 在第3节到第八节说， ဘိုက်ငယ်3မှာ8ထက်မှာပြောတယ် 这个第4节，耶稣回答说：“你们要谨慎，免得有人迷惑你们，因为将来有好多人冒我的名来说我是基督。” ဘိုက်ငယ်4ထဲမှာပဲယေရှုကလည်းတင်တို့ကိုအပေသူများမလက်ပြားစေခြင်းကတတိပြုကြလောတဲ့ 并且要迷惑多人。 ဒါလားမင်းတို့ကိုလာပြီးတော့ဖျောင်းတွေးဆောင်မယ်ထို့တဲ့မကလူအများကိုတွေးဆောင်မယ်လို့ပြောတယ် 最大的灾难 အကြီးဆုံးသောဒုက္ခ 是对人类的欺骗， အဲ့ဒါပါလဲဆိုရင်လူသားပေါ်မှာရဲ့လက်ပြားခြင်းပဲ 跟随了假的教导， နောက်ဆုံးကပါလဲဆိုရင်အယောင်ဆောင်ရဲ့တုံတင်ခြင်းကိုနောက်လိုက်သွားတယ် 错误的信仰， နော်မာယွန်းချင်းရဲ့ကိုးကွယ်ယုံကြည်ကိုးကွယ် 盲目的跟随， နောက်ဆုံးကပါလဲဆိုရင်ဘာမှမစင်စားဘဲနဲ့နောက်ကိုလိုက် 这个灾难是最大的灾难。 ဒီဘေးဒုက္ခကကြီးမားတော့ဘေးဒုက္ခတစ်ခုပဲ 亲爱的弟兄姐妹， ချစ်တော်ညီကိုမောင်နှမတို့ 内心的深处告诉我们，有神， ကျွန်တော်အသိစိတ်ထဲမှာကျွန်တော်ပြောပြနေတယ်ဖះရှိတယ် 真的有神。 တကယ်ဖះရှိတယ်
但是如果我们没有去深思熟虑，好好理解到底哪一位才是真神， ဒါပေမဲ့ကျွန်တော်တို့ဟလာတေချာစစ်အဘယ်သူဒီစစ်မှန်တော့ဖရာဖြစ်ကြောင်းဆိုတာစစ်ချင်းမရှိဘူးဆိုရင် 凡是凡物有真的，就一定会有假的。 ကျွန်တော်တို့နော်ခတ်သိမ်းတော့အမှုခတ်သိမ်းတော့နော်ကိစ္စကအစစ်မှန်ရှိပြီဆိုရင်အတုအယောင်ဆောင်တော့တေချာဖို့ရှိတယ် 同样在信仰上，在对认识神上也是， ကျွန်တော်ကိုယ်ကိုယ်ယုံကြည်ခြင်းအပေါ်မှာလည်းထိုနည်း၎င်းပါပဲ 我们要真正的明白哪一位是我真正灵魂的父。 အဘယ်သူဒီဝိညာဉ်ရေးဖခင်ဖြစ်ကြောင်းဆိုတာကျွန်တော်တေချာတိလို့ဖို့ရန်လိုတယ် 在这个时代里边，铺满了好多似是而非的教导。 ကျွန်တော်ဤကာလကိုကျွန်တော်ကြည့်ပါနော်ဟုတ်တယ်လို့နဲ့တုံတင်ဆုံးမမှုတွေအများကြီးရှိတယ် 听起来好像很有道理， နားထောင်လိုက်တော့ဒါဟုတ်တယ်လို့ပဲ 但是如果你深层的去思想， ဒါပေမဲ့အတွင်းချက်သွားပြီးတော့စဉ်းစားလေ့လာမယ်ဆိုရင် 却不是那么一回事。 တယ်လို့မဟုတ်ပါလား 所以呢，错误的教导是对人类最大的欺骗。 ဒါကြောင့်မို့မာယင်ချင်းရှိသောတုံတင်မှုဒီလူသားအပေါ်မှာကြီးမားသောလက်ဖြားခြင်းတစ်ခုဖြစ်တယ် 错误的教导是人类最大的灾难。 မာယင်ချင်းသောတုံတင်မှုဒီကျွန်တော်လူသားရဲ့တကယ်ဒုက္ခပေးတစ်ခု 他会把你我引到一个不归路的里边， ကျွန်တော်ကျမတို့ကိုပြန်လန်းမရှိအောင်သူကဖြောင်းတွေးဆောင်သွားလိုက်မယ် 一定要有信仰， ကျွန်တော်အမှန်တကယ်ယုံကြည်ခြင်းရှိရမယ် 但千万不能迷信。 ဒါပေမဲ့ကျွန်တော်ကဗာလဲဆိုရင်ကျွန်တော်ဥစ္စာပေါ့တစ်ဖက်ဆွန်းတော့မရောက်စီနဲ့ 一定要明白你信的是什么， ကျွန်တော်ပါယုံကြည်နေတယ်ဆိုတော့တိဖို့ရန် 为什么要相信？ ဘာကြောင့်သူ့ကိုယုံရတာလဲ 我离开这个世界以后，他给我什么保障？ ကျွန်တော်ဤလောကနေထွက်သွားတာကကျွန်တော်ပါအာမခံချက်ပေးတာလေ 所以，亲爱的弟兄姐妹们，是的世界上有许多许多假的教导， ကျွန်တော်ဒီကဘာမြေကြီးပေါ်မှာမာယင်းတော့တုံတင်မှုတွေအများကြီးရှိတယ် 也主给我们有分辨的心， ကျွန်တော်ခွဲခြားပိုင်းဖြစ်နိုင်ဖို့ရတဲ့ကိုလိုရှင်အပြင်ကျွန်တော်ကိုဤကဲတို့တော့ဉာဏ်ပေးတော်မူ 给我们真的是照着圣经的教导引导我们走人生的路。 နှုတ်ကပတ်တော်တုံတင်ဆုံးမတဲ့အတိုင်းပဲကျွန် 另 တော် 外一 ရဲ့ 个 ဘဝ 在 လမ်းကြီးရှောက်နိုင်ကြပါစေ 另外一个正在面临的灾难是什么呢？ နောက်တစ်ခုကျွန်တော်လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ပေးဒုက္ခပါ 圣经告诉我们，你们也要听见打仗和打仗的风声。 ကျမ်းစာကပြောလဲဆိုရင်တင်တို့လေတဲ့စစ်တိုက်တဲ့အရာတွေတင်တို့ကြားလိုက်မယ် 你们有没有面临过打仗啊？ ကျွန်တော်တို့စစ်ပွဲကြုံဘူးရဲ့လား 来，面临过的举手。 ကြုံဘူးတဲ့လူလက်ထောင်ပြပါ 啊，有几位呢？哦，听过打仗的啊啊，那不是听过打仗，经历过打仗的 ကြား 啊。 ဘူးတာမဟုတ်ဘူးနော်ကိုကြုံခဲ့ 这一次缅北打仗，很多人下来啊， အခုရှမ်းမြောက်စစ်ပွဲတိုက်တဲ့လူများကြီးတာချီလေးရောက်လာတယ် 好多人说牧师车子在那里大排长龙，那个大炮从这边轰过去，从这边轰过来。 လူများကြီးပဲဆရာတော်လေအခုကားတွေကတန်းစီနေတာပဲကြက်နေတယ်ပဲလင်းရလဲသွားလိုက်လာလိုက်ဟုတ်လားဥစ္စာပေါ့ကုန်းတွေကလည်းပြီးလိုက်လွားလိုက်နေအဲ့လိုမျိုး 但对我们来说，我们只是听到打仗的风声， ကျွန်တော်အနေနဲ့ပြောဆိုစစ်တိုက်တာကိုကျွန်တော်ကြားယုံမြပဲ 我们没有亲身经历过， ကျွန်တော်ကိုယ်တိုင်မကြုံတွေ့ခဲ့ဘူး 但是可以体会到， ဒါပေမဲ့ခံစားလို့ရတယ် 春节放炮仗的时候，放的太严重了，都觉得是不是已经打仗了，对吗？ နေ့တကူပျောက်ဖောက်ရင်လည်းပဲဟာလာများလာပြီဆိုစစ်တိုက်ပြီလားလို့ထင်ကောင်းထင်တယ် 所以呢，正在面临的灾难是什么？打仗和打仗的风声。 ဒါကြောင့်မို့ယေရှုပြစ္ဆုတ်ပံမှာကျွန်တော်ကြုံတွေ့နေရတဲ့ပေးရပါလဲဆိုရင်တိုက်ပွဲနောက်တိုက်ပွဲဖြစ်နေတဲ့ကြားတဲ့အ 你 ရာ 们刚才读了圣经，什么人跟什么人打仗啊？ ခုနကျမ်းစာဖတ်ပြီးပြီဘသူနဲ့ဘသူကတိုက်နေတာလဲ 谁跟谁打 ဘသူနဲ့ဘသူတိုက်နေတာလဲ 啊？民跟民打仗， ကျွန်တော်ပါလဲဆိုရင်လူချင်းတိုက်တာ 鲁苗 လူမျိုးအချင်းချင်းတိုက်ကြတာ 鲁苗啊，亲民攻打民 လူမျိုးအချင်းချင်းတိုက်ကြနေတယ်တဲ့ 之后，就好像野火一样，越烧越大。
多米嘅路ပဲဟုတ်လားနည်းနည်းလေးကနေအများကြီးပွားလာတယ်就变成国攻打国。 နောက်ဆုံးဘယ်လိုဖြစ်လဲနိုင်ငံချင်းအနိုင်ငံတိုက်နေ 所以这些呢，在耶稣在2000多年前就预言下要发生的事情。 ဒီအရာတွေကလွန်ခဲ့တဲ့နှစ်ပေါင်း2000တဲ့ယေရှုကဖြစ်မယ်လို့ကြိုတင်ပြီးတော့ပြတဲ့နမိတ်ပြောထားပြီးသား 不只是让我们知道要发生这些事， ကျွန်တော်ဒီတော့ဖြစ်မယ်လို့ကျွန်တော်သိတာမကသေးဘူး 耶稣要让我们知道的是，这些事情过后，他要来了。 တခင်ယေရှုကကျွန်တော်ပါသိရှိအောင်သူပြောချင်တယ်ဒီအမှုတွေပြီးသွားပြီဆိုရင်သူလာမယ်လို့ထပ်ပြောတယ် 所以这些事情正在发生，这些灾难正在出现。 ဒါကြောင့်မို့တလူအကိစ္စတွေဖြစ်နေတယ်ဒီပေးဒုက္ခကပ်ပြီးဒီတလူပေါ်နေတယ် 另外，在耶稣再来之前，我们现在正在面临的灾难，圣经刚才告诉我们， ယေရှုမလာခင်မှာကျွန်တော်ကြုံတွေ့နေရတဲ့ပေးဒုက္ခပါလေကျမ်းစာပြောထားသေးတယ် 多处必有饥荒， ဘာလဲဆိုရင်နေရအနှံ့ပြမှာအငှပေးကြုံမယ်တဲ့ 地震， ငလင်လုံးမယ် 现在已经在面临了。 အခုကကျွန်တော်ကြုံတွေ့နေရရင်ဆိုင် 不 နေ 只 ရ 是我们瓦城教社， အခုမန္တလေးကြောက်စဲမကဘူး 现在在中国很多地区也大震小震。 တရုတ်ပြည်မှာဆိုရင်လည်းပဲအချုပ်ဒေတာမှာဆိုရင်လည်းကြီးလိုက်ငယ်လိုက်နဲ့ငလင်လုံးနေတယ် 亲爱的弟兄姐妹，现在我们知识加增了。 ချစ်တော်ညီကိုမလားအခုကကျွန်တော်ကဘာလဲဆိုရင်အတိပညာပြန်အတိတော့ပညာပြန်ရတယ် 我们这个地球就是在悬挂在空中的，就是用一个，就是一个东西，就是一个地球哦，一个好像一个球一样挂在空中上呢。 ကျွန်တော်နော်ဒီကဘာနော်ကျွန်တော်လေဟာပြီးမှာဟုတ်လားလေဟာပြီးမှာတလူမျိုးချိတ်နေတာမဟုတ်ဘူးတလူမျိုးပဲရှိနေတယ် 我们能够